သွားလိုက်မယ်လေကာမောင်မှာ နောက်တော့လောက်အောင် ဘယ်လိုမှလည်းကြော်ရက်လီးနေလို့လေ ဟာပြည့်စုံပါ ဟာပြောပါနဲ့ အာစားကြအောင်ရကောင်းပါလေသူ့လိုပဲပေါ့နော်ကိုကျော်ကြီးစမစားအောင် Đây, yeah. Không có đi làm chưa luôn. ဗျာဥပဒါကြီးလို့သူကရှောင်းနေဒါပေမဲ့တနေ့တော့သူတို့ထိတဲ့တွေ့ဖို့ ဒါရတော့ဟိုလောက်ချင်းလေးပါ ဘိုးကြီးကလေတစ်ဖွဲဖွဲနဲ့ရွာနေဦးတဲ့သူကြီးကလည်းလွားကြီးကိုဆဲသွားနေတာကျုပ်ထင်တော့ဆက်စားဖို့လားမလားပေါ့ဗျာရွာပြေရောက်တော့လွားကြီးကိုလွတ်လိုက်ဟုတ်လားလွားကြီးကလည်းပြေးပြီးတော့ဆင်းစုနဲ့ပြိုးကျဲထားတယ်ဥပဒါရဲ့လေတွေကဓမ္မတွေကိုဝင်ပြီးတော့စားနေတာပေါ့ဦးတဲ့သူကြီးကလည်းလွားကြီးစားနေတာကိုမဟန်မဲနေသိပင်အောင်ပါရဲထိုင်တော့နေတယ်ဥပဒါကြီးကလည်းလောအောင်မြင်တော့လေတောင်တဲတဲကနေပြေးလာတာပေါ့သူကလည်းအလုံများနေတော့လောအောင်မမြင်လိုက်ဘူးလေလွားကြီးကလည်းသဘာဝပင်တွေကိုအတော်စားထားတာပေါ့ဗျာဥပဒါကြီးကလည်းလုံးဝမကျင်တဲ့ပဲနဲ့ဦးတဲ့သူကြီးကိုဇွာငယ်လေးတော့ပြောတော့တာအဲ့ဒီနေကကျုပ်ကလည်းလေထဲကိုရောက်နေတဲ့အချိန်လားလေထဲမှာကျုပ်ရဲ့ကျုပ်ကိုကြီးရဲ့ကျုပ်ညီတယောက်လည်းရှိနေတဲ့အချိန်ဥပဒါတို့သမားများနေတာပြီးတော့ကျုပ်ကလည်းသွားဆက်တူတာပေါ့ဒီကောင်တဲ့မင်းကညံမပစ္စည်းဒီလိုပြန်ပေါ်တော့မသမားတွေကိုမင်းရုံကြည့်ဦးတဲ့သူကလည်းလေထဲမှာရမင်းကြီးကိုကန်ကားသေးတယ်ကားတော့လည်းဘာဖြစ်လဲတော့ပဲလေထဲကပြက်တာဆန်းလာဒီကောင်တဲ့သူလေထဲမှာပေါက်နေတာမျက်မှောက်ဘူးမသမားပဲဒီဟာသမားဆိုတာလည်းမြက်ပါပဲဒီကောင်သားကြီးကလည်းတော်တော်ဒေါသထွက်နေဦးတဲ့သူကတော့အရင်မပြတ်ဘူးဒီကောင်တဲ့သူဒီလူဘာမောနဲ့ဟာလေတရားကြီးကမကျင်တယ်ဘူးဒီမကျင်တဲ့ကျုံးတယ်သူဦးတဲ့သူကလည်းလက်သေးအရင်ကလေးကိုပြစ်ချလိုက်ပြီးတော့ဥပဒါရေးရှိမှလက်သီးပင်ပင်နဲ့ခိုင်ရင်ပြနေတာပေါ့ဥပဒါကတော့ဖားတော့ပြီးတော့ဒီကောင်တဲ့အေးမင်းကငါကိုယ်တိုင်မထုတ်ဘူးလေမင်းဥပဒါကိုပြန်ထုတ်လိုက်အဲ့လိုပြောပြီးတော့ရင်ဘက်ကိုလက်ညှိုးထိုးလိုက်တာလေစုပ်ကြော်လေးဖြစ်လာတယ် လေလက်သီးနဲ့ထိုးလိုက်နာလက်သီးနဲ့ထိုးလိုက်ထိုးနေတော့တာပဲပောက်ကွက်နဲ့ခလဲနဲ့ကကျုပ်တို့တော့မှစံကြေကြီးကြားတယ်သူမျက်နှာကြီးကလည်းရော်ရဲလာပြီးတော့မျက်ခုံးတွေကလည်းပွဲပြီးတော့သွေးတွေထွက်သွားရောဒီတော့မှဥပဒါလေးလက်ကိုပြန်ထားလိုက်အဲဒီတော့မှဦးတဲ့သူကလည်းရက်သွားတယ်ခေကောင်းတယ်ဒါတော့ငါမင်းကိုဘာမှလုပ်ရသေးတယ်မဟုတ်ဘူးကွာဟေးမင်းရဲ့ထိုးတာတဲ့သေးတော့မင်းကိုပြန်ထိုးအောင်ခိုင်းတာပဲရှိတယ်ဒီမှာတဲ့နေရမလို့လေးမလို့သာသေးတော့မလူလောက်နေတော့လူပြင်းကျလာလုံးနေမင်းရဲ့သေးတော့မင်းကိုပြန်ပြီးတော့ဂိုးချိုးခိုင်းလိုက်လို့ရတယ်ဒီလိုပေါ့လိုက်ဦးတဲ့သူတယောက်ကလည်းတော်တော်လာနေပုံရတယ်ချက်ချင်းပဲဓာတ်ကြီးကိုဆွဲပြီးတော့ဓာတ်တွေကိုပြန်လာတော့အဲ့ဒီကစားပြီးတော့ဦးတဲ့သူကြီးကဥပဒါကြီးကိုသွားမထင်ရတော့ဘူးဥပဒါသမားဖို့တော့မခင်ကြဘူးနောက်ပိုင်းဥပဒါကြီးပြန်ပြောတာလူသားပဲအစီအရင်တော်တော်ကြောက်ဖို့ကောင်းတာပဲသူကအမေနဲ့တော့ခွဲထားတဲ့ပုံစံမျိုးပေါ့လူတွေကလည်းတော်တော်ကြမ်းကြမ်းကောင်းကျိုးတယ်ဆိုးဆိုးများတာပေါ့ဗျာဦးတဲ့သူကအဲ့ဒီသေးတွေကိုဘယ်ရထိုးလာလဲလမ်းဟာအဲ့ဒီသေးတွေထိုးပြီးတော့သူ့ပေနဲ့မေးရတဲ့တဲ့နောက်တဲ့တွင်လို့ပြီးတော့သူ့ပစ္စည်းတွေကိုလည်းဒီများအပိုင်သိမ်းတော့လို့ဘုံမဲ့အိမ်ပဲဖြစ်သွားတယ်ဆိုတော့ပေတော့ကြာပြီလေပြောတာကြားအခုတော့ဦးတဲ့သူမရှိတော့ပါဘူးဥပဒါနဲ့ရပြပြီး2မိုးလောက်နေတော့သူလည်းသေသွားတာသူသေသွားတာလေသူလည်းလေဘာလို့လဲဆိုတော့သူမိမမခင်များသူ့ကိုပြန်ပြီးတော့ဓာတ်နဲ့ပုံစံလိုက်တာလေမဆိုင်ကြသိနေတယ်ဆိုရင်ပြောပြမှာဦးတဲ့သူကမခင်များအတက်ကြီးလာလို့လားမသိဘူးနောက်ထပ်မိန်းကလေးတယောက်ကိုရှာတယ်သူကလည်းရွာမှာဆောက်ဆုံးထားဆုံးဆိုတဲ့ဘုရောကညီမိုးကိုမှန်းတာဒါနဲ့ပဲသူလုံးနေကြအိမ်မောင်ပြာသေးနဲ့လုံးတာပေါ့ဒါပေမဲ့မရတော့ဘူးညီမိုးကိုကြောတော့ပြာသေးတယ်မဆွမ်းတော့အဲ့ဒီမှာပဲမခင်များရဲ့သေးများကလည်းပြေသွားတယ်ခင်ပါလေတကယ်တော့မခင်များအဲ့ရလို့တော့တက်တူကြီးကိုမြင်ပြီးတော့လန့်သွားတယ်
ဒီလိုရုပ်ဆိုးကြီးတဲ့လူကြီးကိုငါပေါင်းနေတာပါလားဆိုပြီးတော့အတီတရားဝင်ပြီးတော့ဆယ်မှာထိုးလာတဲ့ဓမ္မကိုဆွဲထုတ်ပြီးတော့ခိုးလိုက်တာတော့ဦးတဲ့လူကြီးရဲ့ခေါင်းနဲ့ကိုကပိုးစားကွဲသွားတယ်ပေါ့ဘုံလုံးသေးတွေထိုးလာတဲ့ဦးတဲ့လူတယောက်ကလည်းလက်ထိပ်ကခုတ်တော့ဘာလို့သေသွားတယ်ဆိုတာကြုတ်သွင်းမိတယ်ဒီကလာပြောတာကတော့ဘုံလုံးသေးအစီအရင်ကအမြဲတမ်းဆွဲနေတာမဟုတ်ဘူးတဲ့ဒီလေးနေတဲ့အချိန်တို့အိတ်နေတဲ့အချိန်တို့ဆိုရင်ဆွဲနေတာကြားနေတယ်အဲ့မြင်ဆိုင်မြင်ဆိုရင်တော့မှမန်လေးယူ ဘာတော့မှမဘူးကြောက်တယ်သမီးစား သူနေတဲ့အချိန်မှာတက်လိုက်တော့သေသွားတာဖြစ်နေတယ် ဟုတ်ကဲ့လိုက် မခင်တော့ရွာလူတွေကလည်းသနာကြတာပေါ့ဒါပေမဲ့လူသားမှုဆိုတော့လည်းနောက်ဆုံးမခင်တော့ရဲတွေကဖမ်းသွားပြီးတော့အချုပ်တော်ကျသွားပါလေရောသူတို့တွေကလည်းသနာစရာလည်းကောင်းပါလေသနာစရာအကောင်းဆုံးကတော့မခင်များပေါ့ဗျာဘူးမသိဘာမသိနဲ့သေသက်ဆန်ရပြီးတော့ ဆက်စားလာမယ်နော် နောက်ဆုံး